ဇလန်အစမှာတော့ဇက်လိုက်မလေးအဲလာအဝါကိုတွေ့ရမှာပါသူဟာပြင်းထန်တဲ့မျက်စိဝေဒနာကြောင့်ခွဲစိတ်မှုခံယူခဲ့ရပြီးဆရာဝန်ကခွဲစိတ်မှုအောင်မြင်ပေမဲ့အမြင်အာရုံပြန်ကောင်းဖို့3ရက်တိတိယာယီမျက်မမြင်ဖြစ်နေမှာမို့ဘေးလူတွေကတေချာဂရုစိုက်ပေးဖို့လိုတယ်လို့မှာကြားခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုချင်တော့အဲလာရဲ့ခင်မုန်းဖြစ်သူနှလုံးအထူးကုဆရာဝန်ဒေးဗစ်ဟာအရေးပေါ်ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲတက်ဖို့မကာအိုကိုချက်ချင်းထွက်ခွာသွားရပါတယ်ဒေးဗစ်ကအိမ်အကူအမျိုးသမီးကာယာခါကိုအဲလာဘေးကနေမခွာရန်စောင့်ရှောက်ဖို့မှာခဲ့ပေမဲ့ဒေးဗစ်ထွက်သွားပြီးမကြခင်မှာပဲကာရာဟာရင်ကျက်ပျောက်စီးဝယ်ဖို့အပြင်ထွက်သွားရကနေပြန်မလာတော့ပဲပျောက်ဆုံးသွားခဲ့ပါတယ်။အိမ်ထဲမှာအဲလာတယောက်တည်းကြံခဲ့တဲ့အချိန်ကိုလုံးကိုယ်တဲ့ကြီးကြီးနဲ့လူစိမ်းတယောက်အိမ်ထဲကိုအတင်းတိုးဝင်လာပါတယ်။သူကသူ့ကိုယ်သူဟင်နရီလို့မိတ်ဆက်ပြီးကျွန်တော်ကဒေးဗစ်ရဲ့ကျောင်းလေးဘက်တငယ်ချင်းမှာကျွန်တော်ဇနီးကိုဒေးဗစ်ကကုသပေးခဲ့လို့ကျေးဇူးလာဆက်တာပါလို့ရင်ကြီးကြီးပြောပါတယ်။အဲလာလည်းယုံသွားပြီးအိမ်ထဲကိုဖိတ်ခေါ်လိုက်မိပါတယ်။ညနေပိုင်းမှာမိုးသက်မုန်တိုင်းတွေပြင်းထန်စွာရွာသွန်းလာပြီးလေပြင်းတွေကြောင့်သတင်းပေါက်တွေတုန်ခါနေလို့အဲလာတယောက်စန်တဝါဝါနဲ့လိုက်ပိတ်ဖို့ကြိုးစားပေမဲ့ပိတ်လို့မရဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲဟင်နရီကအိမ်ထဲကိုဒုတိယအကြိမ်ပြန်ဝင်လာပြီးသတင်းပေါက်ကိုပိတ်ပေးပါတယ်။ပြီးတော့မိုးရေတွေတုပ်ဖို့ရေချိုးခန်းထဲဝင်သွားတဲ့အချိန်ရေချိုးခန်းမှန်ထဲကနေမြင်ရတဲ့ဟင်နရီရဲ့မျက်နှာကစောစောကယဉ်ကျေးပြူမာတဲ့လူတစ်ယောက်နဲ့လုံးဝမတူပဲဆက်ဆုပ်ရွှင်ရှာဖွယ်ရာစိတ်တဆအပြုံးကြီးဖြစ်နေပါပြီဗျာ။ဟင်နရီဟာအဲလာဘာမှမမြင်ရတာကိုအခွင့်ကောင်းယူပြီးအဲလာရှိမှတဲ့အဝတ်စားတွေအကုန်ချွတ်ပစ်ပြီးအတွင်းခံတထဲထဲနဲ့ထိုင်နေတယ်လို့လင်မယားအိတ်ခမ်းထဲကိုစုဝင်သွားပြီးဒေးဗစ်ရဲ့အဝတ်စားတွေကိုထုတ်ဝတ်ကရဲတင်းပြလာပါတယ်။အဲလာကအခြေအနေမဟန်မှန်သိလို့သူ့ကိုပြန်ခိုင်းပေမဲ့ဟင်နရီကအိမ်ထဲမှာတကူအတင်းဝင်လာတယ်လို့မျိုးတရုတ်ဆောင်ပရီဘောဂတွေကိုရိုက်ခွဲပြီးအဲလာကိုတွေးပြအောင်ညှက်စင်ချင်းချောက်ပါတယ်ပြီးတော့အဲလာကိုအိတ်စိတ်ခတ်ထားတဲ့နွားနို့တိုက်ပြီးအိပ်ပျော်စေခဲ့ပါတယ်။နောက်တနေ့မနက်နိုးလာတဲ့အခါတော့ခတ်ထားတဲ့တကားကပွင့်နေပြီးကရင်ပေးမှာဟင်နရီကဝက်ပေါင်6စားရင်သူ့ကိုစိုက်ကြည့်နေတာကိုတွေးလိုက်ရလို့အဲလာတွေးပြတ်သွားပါတယ်ဟင်နရီကသူ့ရဲ့မျက်နှာဖုံးကိုခွာချလိုက်ပြီးမင်းရဲ့အိမ်အကူကာရာကိုငါဖမ်းပြီးကားနောက်ဖုံးနဲ့ပိတ်ထားတယ်လို့အေးဆက်ဆက်ပြောလိုက်ပါတယ်အဲလာအပြင်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့တကားတွေအကုန်လုံးကိုတော့ခတ်ထားပြီးဖြစ်ပါတယ်ဟင်နရီရဲ့နှိပ်စက်မှုတွေကပိုရက်ဆက်လာပါတယ်သူဟာအဲလာကိုသူကြိုက်တဲ့ခေါင်းဝဲအလှလေးအတင်းဝတ်ခိုင်းပြီးစပွဲမှာညစာအတူတူစားဖို့စီစဉ်ပါတယ်စပွဲပေါ်မှာအမေတာစတေ့တပန်ကန်ရှိနေပြီးဟင်နရီကအဲလာကိုတလုတ်ချင်းစီအတင်းမျိုးချခိုင်းပါတယ်အဲလာလည်းအသက်ရှင်ဖို့အတွက်တုံတုံရင်ရင်နဲ့မျိုးချခဲ့ရပေမဲ့ထမင်းစားပြီးရေချိုးခန်းနဲ့အန်ထုတ်တဲ့အချိန်ကြမှာအဲ့ဒီအသားဟာသူနှစ်ပေါင်းများစွာမွေးထားတဲ့သူ့ရဲ့အချစ်တော်ခွေးလေးရဲ့အသားဖြစ်နေမှန်းသိလိုက်ရတဲ့အခါအဲလာတယောက်ယူမတက်ကြေကွဲတုံလို့သွားပါတော့တယ်အဲလာဟာခဏတာစိတ်တက်ကြသွားပေမဲ့ကိုပဲအားကိုးရမယ်ဆိုတာသိသွားပြီးစိတ်ကိုပြန်ထိန်ပါတယ်သူဟာဟင်နရီကိုအလိုက်တင်ပြန်ပြုစုခြင်းရောက်ဆောင်ပြီးကျမရင်ကျက်ယောဂတစ်ဖောက်လာပြီးကာရာအိတ်ထဲမှာဆေးရှိတယ်အမြန်သွားယူပေးပါလို့လိညာခိုင်းစေပါတယ်ကာရာရဲ့ရင်ကျက်ဆေးကုန်နေပြီဆိုတာအဲလာကျူတိလို့ဟင်နရီကိုအပြင်လွတ်ဖို့ညှဉ်းဆင်လိုက်တာပါဟင်နရီလည်းဆေးမရှိတာနဲ့အပြင်ကိုကားမောင်းပြီးဆေးသွားဝယ်တဲ့အချိန်အဲလာဟာအောက်ထပ်ကိုဆင်းပြီးဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်လို့အိမ်တော်တွေလည်းအကုန်ဖျက်ဆီးခံထားရပါတယ်အဲ့ဒီညတစ်ခေါက်မှာဟင်နရီဟာအဲလာခန်းထဲကိုပြန်ဝင်လာပြီးတကယ်အညိုအတေးတမိုင်းเจ้าမှန်ကိုဖွင့်ပြောပါတော့တယ်တကယ်တော့အဲလာရဲ့ခင်မွန်ဒေးဗစ်ဟာဆရာဝန်ကုံပုတ်ကိုအလွဲသုံးစားလုပ်ပြီးဟင်နရီရဲ့နှလုံးရောဂါသည်ဇနီးတဲ့အပေါ်မတရားကျူးလွန်စော်ကားခဲ့တာပါဟင်နရီဇနီးဟာအဆက်နဲ့နာကျင်မှုတွေကြောင့်ကိုအဆုံးစီရင်သွားခဲ့ပါတယ်ဇနီးဖြစ်သူတေဆုံးပြီးမှဒိုင်ယာရီကိုဖတ်မိပြီးအမှန်တရားကိုသိသွားတဲ့ဟင်နရီဟာဒေးဗစ်အချစ်ဆုံးအရာအဲလာကိုအရင်ဆုံးဖျက်ဆီးပစ်ဖို့ကလဲစားချေတာဖြစ်ကြောင်းပြောပြပါတယ်အဲလာလည်းမိမိခင်မွန်ရဲ့တိရစ္ဆာန်ရဲကဲ့သို့ရုံမှမှုကိုသိလိုက်ရလို့ရင်ကွဲမတက်တုံ့သွားပါတယ်ဒီကြားတဲ့အိမ်ထဲကိုတခြားအကြံသမားခိုးဝင်သူတယောက်ရောက်လာပြီးပစ္စည်းတွေလူရက်ပေမဲ့ဟင်နရီကအနောက်ကနေရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ကာရာရဲ့ရဲရရှိကြီးစားကအိမ်ကိုလာရှာလို့ဟင်နရီကလိန်ညာမောင်းထုတ်ခဲ့ပေမဲ့နောက်ပိုင်းမှာတပ်ပုံတွေကြောင့်ဟင်နရီဟာဒေးဗစ်မဟုတ်မှန်းသိသွားပြီးအိမ်ကိုပြန်လှည့်လာပါတယ်။အဲလာဟာရေခဲတစ်တာကပလတ်စတစ်ဖြတ်တဲ့တပြားလေးနဲ့ကြိုးကိုဖြတ်ပြီးအိမ်နောက်ဖေးကနေထွက်ပြေးပါတယ်လမ်းမှာကားတစ်စီးကိုတားပြီးအကူအညီတောင်းခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ပဲနောက်ဆုံးမှာဟင်နရီလက်ထဲကိုပဲပြန်ဖမ်းမိပြီးတပ်စင်ခန်းမှာပိတ်လောင်ခြင်းခံလိုက်ရပြန်ပါတယ်။ဒီအချိန်မှာအဲလာရဲ့မျက်စိအမြင်အာရုံဟာဝေဝါးဝါကနေတဖြည်းဖြည်းပြန်မြင်လာရပါပြီ။အဲ့ဒီအချိန်မှာပဲခင်မုန်းဖြစ်သူဒေးဗစ်မကာအိုကနေအိမ်ပြန်ရောက်လာပါတယ်။ဟင်နရီကဒေးဗစ်ကိုရိုက်နှက်ပြီးအတိတ်ကအဖြစ်တွေကိုဝန်ခံခိုင်းတဲ့အခါဒေးဗစ်ကရုံမာခဲ့တာမှန်ကြောင်းအကုန်ဝန်ခံလိုက်ပါတယ်။မိမိခင်ဘိုးရဲ့ရုံမာမှုကိုကိုယ်တိုင်ကြားလိုက်ရတဲ့အဲလာဟာသူ့ခင်ဘုံကိုမကယ်တင်ဖို့ဆုံးဖြတ်လိုက်ပြီးအိမ်ရဲ့ပင်မလျက်စစ်ခလုတ်ကိုပိတ်ချပစ်လိုက်ပါတယ်။မှောင်မိုက်နေတဲ့ပတ်ဝန်းကျင်မှာအဲလာဟာ3ရက်လုံးကျင်သားရနေခဲ့ပြီမို့မျက်စိပြန်မြင်နေပြီဖြစ်ပေမဲ့မမြင်ချင်အောင်ဆောင်ပြီးမိဖို့ကြောင့်တဲ့ကဘီယာဘူးတွေကို microwave ထဲကအပူချိန်မြင့်ပြီးအခန်းပြင်ကိုပြေးထွက်ခဲ့ပါတယ်မကြခင်မှာပဲ microwave ပောက်ကွဲမှုကြောင့်ဟင်နရီတယောက်လွတ်ထွက်ပြီးသတိလစ်သွားခဲ့ပါတယ်အဲလာဟာအရင်ကလိုအားနွဲ့တဲ့မိန်းကလေးမဟုတ်တော့ပါဘူးသူဟာလက်ထဲကလက်နက်ကိုကင်ဆွဲပြီးလူသက်သမားဟင်နရီကိုမလုံနိုင်တော့တဲ့အထိရိုက်နှက်ပြီးအဆုံးစီရင်လိုက်ပါတယ်ဟင်နရီရဲ့ရက်စက်မှုတွေကိုမုန်းတီးပေမဲ့တစ်ဖက်ကလည်းသူ့ဘဝရဲ့အဖြစ်ဆိုးကိုတနာမိတယ်လို့ဒီပြဿနာအလုံးကိုစတင်ခဲ့တဲ့သူ့ရဲ့တစ္ဆာဖောက်ခင်မွန်ဒေးဗစ်ကိုတော့ပိုပြီးယုံရှာမုန်းတီးသွားပါတော့တယ်အဲလာဟာခင်မွန်ဖြစ်သူကိုဆွတ်လုပ်ပြီးဒဏ်ရာဒဏ်ချက်တွေနဲ့အတူဘဝတစ်ကိုရဲရဲဝံ့ဝံ့86လမ်းရင်းနဲ့ပဲဒီသေးထိတ်ရင်မှုရုပ်ရှင်ကားကြီးဟာပြီးဆုံးသွားခဲ့ပါတော့တယ်
ကဲမိမိမမြင်ရတဲ့အချိန်မှာအနားမှာရှိနေတဲ့သူကလူသက်သမားလားဘယ်သူလဲဆိုတာမသိရတဲ့ခံစားချက်ကတကယ်ကိုရင်တုန်သွေးပြတ်ဖို့ကောင်းပါတယ်ဗျာဗီဒီယိုလေးကိုသဘောကျရင် like subscribe လုပ်ပေးဖို့မမေ့နဲ့အောင်တော့နောက်ထပ် recap ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ